လက်ခုတီးပြီးတော့ကြိုးဆိုကြရအောင်အားလုံးမင်္ဂလာပါဆိုတော့အခုလိုခွင့်ခါကောင်းပြင်ဆင်ပေးပြီးတော့ကျွန်တော်တို့ကိုကျမ်းမာခြင်းပေးပြီးတော့အန်ဒရမျိုးစုံထဲကကိုယ်ကမှစပေးတော့ကျွန်တော်ကိုးကွယ်တဲ့ဖျားရှင်တွဲနာမတော်ကပါဆက်ဆက်ဘုန်းကြီးချင်းမင်္ဂလာရှိပါစေကျွန်တော်ရဲ့နိုင်ငံအကြောင်းတော်၎င်းကျွန်တော်ပတ်ဝန်းကျင်အကြောင်းကိုစဉ်းစားတဲ့အခါမှာစိတ်မချမ်းမြေ့စရာတော့အများရှိပါတယ်သို့တော်များလည်းပဲတစ်ဖက်ကနေပြန်စဉ်းစားတဲ့အခါမှာဖျားရှင်ကကျွန်တော်ကိုဘယ်လောက်ချစ်ပြီးတော့ကျွန်တော်ဘယ်လောက်ကွယ်ကာတာလဲဆိုတဲ့အရာကိုစင်ချင်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ကောင်းကြီးမြတ်ပြန်ရည်တွက်မယ်ဆိုရင်ကျွန်တော်တို့ညီးတွားစရာထက်ချီးမွမ်းစရာကပိုများပါတယ်အာမင်ဒါကြောင့်မလို့နံပါတ်1ဘုရားသခင်ကိုကျေးဇူးတင်တယ်ဒုတိယအနေနဲ့အခုလိုကျွန်တော်ကိုဘုရားသခင်မျက်နှာတော်ကိုထောက်ရှုပြီးတော့အချိန်ပေးသွားတယ်ကျွန်တော်တင်းတော်မှာရှိတော့တာဝန်ရှိပုဂ္ဂိုလ်များကိုလည်းအထူးပဲကျေးဇူးတင်ကြောင်းကျွန်တော်ဒီကနေပြီးတော့ထပ်လုံးပြီးတော့ပြောချင်ပါတယ်ဆိုတော့ဒီကနေ့နှလုံးသွင်းဖို့အလို့ငါကျွန်တော်အနေနဲ့ရွေးချယ်ထားတဲ့ကျမ်းပိုက်ကကြတော့ဓမ္မရာဇဝင်အခန်းကြီး30ဓမ္မရာဇဝင်ပထမဆုံးအခန်းကြီး30အငယ်1ကနေပြီးတော့ခုနှစ်ထိဖြစ်ပါတယ်တကယ်တမ်းပြောမယ်ဆိုရင်ပေါ့နော်ဆိုတော့ဒီအရာကိုမတွားခင်မှာကျွန်တော်ဘာပြောချင်တာလဲဆိုတော့ဒီတစ်ပတ်တွင်းမှာသူတို့က Sunday School အနေနဲ့အခုကျွန်တော်ဆရာမတွေဥဆောင်ပြီးတော့သူတို့ Sunday School တွေတင်ပေးတဲ့အခါမှာပြန်စဉ်းစားမိတာပေါ့အဲ့ဒါနဲ့မနေ့ကကျွန်တော်စိတ်ထဲမှာကိုဝန်ထမ်းကိုကျွန်တော်ဖုန်းဆက်လိုက်တယ်ဘာပဲဖြစ်ကိုပဲယူလိုက်ပါလားတင်တန်းလဲအဆုံးသက်တဲ့အနေနဲ့ဆိုတော့သူတို့လည်းတင်လက်စားဟိုဖြစ်တော့လက်စားတတ်တော့ဆိုပြီးတော့ကျွန်တော်ပြောလိုက်တဲ့အခါမှာ तू ကလည်းမဟုတ်ဘူးတဲ့3ရက်လုံးကျွန်တော်လည်းអော်ခဲ့တယ်ဆိုတော့မောပြီးဆက်လက်ပြီးတော့အချိန်ယူလိုက်ပါဆိုပြီးတော့ကျွန်တော်ကအချိန်ပြန်ပေးတာပေါ့နော်ဆိုတော့ကျွန်တော်ဘာပြောချင်တာလဲဆိုတော့အရန်ကုံယူစရာကောင်းတယ်ဒီအတင်းတော်ကဘာဖြစ်လို့လဲဆိုတော့မီရှင်လိုဂျီမှာတင်ရတဲ့အရာကပါလဲဆိုတော့ကလေးသူငယ်တွေကိုကျွန်တော်က focus တိတ်မလုပ်ကြဘူးကေတင်ချင်းကိုရရှိပြီးတော့လက်ခံယုံကြည်တော်သူကျွန်တော်ယုံကြည်သူထဲမှာကြည့်မယ်ဆိုတော့ကလေး9နှစ်ကနေပြီးတော့73နှစ်ကြာကယေရှုခရစ်ကိုမိမိကေတင်ပိုင်ရှင်အဖြစ်လက်ခံရနှုံရာခိုင်နှုံကအများဆုံးရာခိုင်နှုံဖြစ်တယ်ပြီးတော့အဲ့အနေပြီးတော့ teenage တို့ပြောမှာပေါ့အသက်20ထိကျွန်တော်တို့က crusade တွေလုပ်တဲ့အခါမှာလူငယ်တွေအတွက်တဲ့ focus တိတ်မလုပ်ကြဘူးလူကြီးတွေအတွက်ဘာအတွက်လဲဆိုတော့ကေတင်ချင်းရဖို့အလို့မှာအခက်ဆုံးသောလူတွေအတွက်ကျွန်တော်ကပါလဲယင်းနှမြော့နာမှုကျွန်တော်ကအများကြီးလုပ်လက်ရှိတယ်တဲ့ငွေကြေးလည်းအများကြီးအသုံးပြုကြတယ်ဆိုတော့အသက်40 50 60လူတွေကသူတို့ရဲ့တော်ယုံဒီအတွေးခေါ်ကိုပြောင်းလဲလို့အရန်ခက်သွားပြီဒါကြောင့်မလို့မီရှင်လိုကြီးမှာအားကူးပြီးတော့တကယ်ပဲသားသမီးတွေကိုနှောက်ကပတ်တော်တွင်တင်ချင်းနေဆိုတော့သူတို့ငယ်ရွယ်တဲ့အချိန်မှာများကြောင်းအောင်တွင်တင်ပါဆိုပြီးတော့ကျွန်တော်ကျမ်းစာတော်ကျောင်းမှာဆိုဆရာသမားတွေအများအားတင်ပေးလေရှိတာပေါ့နော်ဆိုတော့ကျွန်တော်တိုးတန်ကျမ်းထဲမှာလည်းပြောတယ်သူငယ်သွားရလမ်းကိုဆုံးမတွင်တင်လို့တဲ့သူသွားငယ်တဲ့အချိန်မှာတမန်တရားနဲ့သူသွားတင်တဲ့အရွယ်လေးတွေကိုကျွန်တော်အခုကလေးကနေပြီးတော့ကျွန်တော်တွင်တင်ရမယ်အချိန်ဖြစ်တယ်ဒေသနာကျမ်းအခန်းကြီး7ထဲမှာလည်းပြောတယ်အတိတ်အရွယ်နှုတ်ပြတဲ့အချိန်မှာတင့်ကိုဖန်ဆင်းတော်ဘုရားသခင်ကိုအောက်မေ့တရိရပါဆိုပြီးတော့ကျမ်းစာကကလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နှုတ်ကပတ်တော်ဘယ်လိုပုံစံနဲ့တင်ပေးရမလဲဆိုတဲ့အရာကျွန်တော်ကအများကြီးပြောထားတာဖြစ်တယ်ဒါကြောင့်မို့လို့အတင်းတော်မှာယခုလိုအချိန်ပေးပြီးတော့အင်အားကုန်ခံပြီးတော့ဒါသမီးတွေကိုတွင်တင်ပေးတဲ့ဆရာသမားတွေဆရာမတွေရှိတဲ့အရာကိုကျွန်တော်အရန်ကုန်ယူပါတယ်ဆက်လက်ပြီးတော့ဘုရားရှင်ကောင်းချီးပေးပါစေဒီအချိန်မှာသူတို့အသက်တာမှာဘာမှမရလိုက်ပါလားလို့ကျွန်တော်ထင်ကောင်းထင်ပါလိမ့်မယ်ဒါပေမဲ့နောက်နှစ်9နှစ်10နှစ်နောက်ကြာလာတဲ့အခါမှာအခုလိုဆရာသမားတွေတင်ပေးခဲ့တဲ့အရာသူတို့ကဗာလဲပြန်ပြီးတော့ဘယ်လိုပြောမလဲကြားရောင်ပြီးတော့သူတို့ကပြန်ပြီးတော့ဗာလဲယေရှုကိုတည်လာဆရာကြောင်းဖြစ်မှာပါဆိုတော့ကျွန်တော်ဟောဖို့တွင်တင်ဖို့ကကျွန်တော်ရဲ့တာဝန်ကျန်တဲ့အပိုင်းကကြတော့ကျွန်တော်ဘုရားသခင်ကပဲဆက်လက်ပြီးတော့တာဝန်ယူမှာဖြစ်တယ်ဆိုတဲ့အရာလေးကိုပဲကျွန်တော်ကွန်ပျူတာနဲ့ကျွန်တော်ပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့ဆက်လက်ပြီးတော့ကျွန်တော်ပြောမယ်ဒီအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ယောနာကျမ်းထဲမှာကျွန်တော်ကြီးတဲ့အခါမှာယောနာကိုပြောတယ်ဘုရားရှင်ကအခန်းကြီး4ယောနာအခန်းကြီး4အငယ်7မှာသူပြောတာလဲဆိုတော့တရိษံအပေါင်းတို့ကိုမပြောနဲ့တဲ့ဘေးညာမတိသောကလေးသူငယ်ရီတင်းနဲ့ချီရှိသောလူတွေကိုငါမျောတယ်ဆိုပြီးတော့ပြောတယ်ဆိုတော့ကျွန်တော်အတင်းတော်မှာဒီအတင်းတော်မှာဘေးညာမတိတဲ့ကလေးတွေဆိုဘယ်သူတွေရှိမလဲ Heaven တို့ Emma တို့ပြီးတော့ဘယ်သူပြမလဲ Harmon တို့သူတို့ရဲ့ဘေးညာမတိတဲ့ကလေးတွေရဲ့ဝိညာဉ်တော်မှာဖျားရှင်ကငါမျောတယ်ငါတန်ဖူးထားတယ်စัจ java လာတစ်ခုလုံးထဲပူပြီးတော့
ဈေးကြီးတယ်ဆိုပြီးတော့သူပြောထားတာဖြစ်တယ်ဒါကြောင့်မလို့ဒီအတွက်အားစိုက်ပြီးတော့အလုံးဆောင်တော့ဆရာဆရာမတွေကိုလည်းဆက်လက်ပြီးတော့ဖျားရှင်ကောင်းချီးပေးပါစေဆိုတော့ဒီကနေ့ကျွန်တော်ရွေးချယ်တဲ့ကျမ်းပိုက်လေးကိုကျွန်တော်အားလုံးအတူတူကကျွန်တော်ဖတ်ကြည့်ရအောင်နော်ဓမ္မရာဇဝင်ပထမဆောင်အခန်းကြီး30အငယ်1ကနေ9ဖြစ်ပါတယ်အဲ့ထဲကကျွန်တော်အတိတ်က highlight လုပ်ချင်တဲ့အရာကကြတော့အခန်းငယ်6ပဲဖြစ်ပါတယ်ကျွန်တော်ကအချိန်ကအခု7နှစ်ကျော်ပြီဆိုတော့ဘာလို့တွားရအောင်နော်မြင်လေးနဲ့ဆိုတော့အခန်းကြီး30ဓမ္မရာဇဝင်ပထမဆုံးအခန်းကြီး30အငယ်6လင်းမှာဗာပြောတာလဲဆိုတော့ဒါဝိဒ်သည်အလွန်စိတ်ညှိုးငယ်စင်းရဲ၏လူများတို့သည်မိမိတို့သားသမီးများကြောင့်စိတ်ညှိုးငယ်သဖြင့်ဒါဝိဒ်ကိုကြောက်ခဲနဲ့ပြစ်မိဟုဆိုကြ၏ဒါဝိဒ်မူကားမိမိဖျားသခင်ထာဝရဘုရားကိုကူးစားလက်နေ၍အခန်းငယ်10မှာကျွန်တော်ဖတ်ချင်တဲ့အရာဒါဝိဒ်ကလည်းကျွန်ုပ်ဒီထူအလုံးအရင်ကိုလိုက်ရပါမည်လောလိုက်လီမိနိုင်ပါမည်လောဟုထာဝရဘုရားကိုမဲလျှောက်တော့လိုက်လော့စိတ်ရွေးမိရွေးအလုံးစုံတို့ကိုပြန်ရမည်ဟုမိန့်တော်မူသည့်အတိုင်းဖတ်တော်နှုတ်ကပတ်တော်အဖြစ်အရောက်ချင်းစီတိုင်းပေါ်မှာတိတပံဘုရားရှင်ကောင်းချီးပေးပါစေခဏဆုတောင်းရအောင်တက်ရှင်ရွေးမြင့်မြတ်ဆုံးလင်းတော်မူသောအဖကျွန်တော်ရဲ့အသက်တာမှာတခါမှမရောက်ဘူးတော့နေ့ဒီလိုမျိုးနေ့တိကျွန်တော်အသက်တာမှာရောက်ရတော့ခွင့်ပင်စင်ပေးပြီးအထူးသဖြင့်ကျွန်တော်မျက်လုံးများကောင်းမွန်စွာမြင်နိုင်ရတော့ခွင့်ကျွန်တော်ပေးတယ်နားများကောင်းမွန်စွာကြားနိုင်ရတော့ခွင့်ကျွန်တော်ပေးတယ်ကျွန်တော်ခန္ဓာကောင်းမွန်စွာလှုပ်ရှားနိုင်ရတော့ခွင့်ကျွန်တော်ကိုပင်စင်ပေးတဲ့နာတော့ကြောင့်ကိုရောကိုကျေးဇူးတင်တယ်ဒီຢာတွေအားလုံးဟာကိုရောရှင်ဘုန်းတော်အတွက်ပဲဖြစ်ပါစေဒီနေ့နှုတ်ကပတ်တော်အဖြစ်လဲတန်ရှင်တော်ဘုရားအရောက်ချင်းစီတိုင်းကိုစကားပြောတနာတော်မူလျက်မိမိအသက်တာအတွက်တည်ဆောက်เสียအကြောင်းဖြစ်စေတော်မူပါမည်ကြောင်းအချိန်တိုင်းလုံးစုံအသက်တာကိုရောလက်တော်ထဲ၌ဆုတောင်းစကားနှံတဲ့အခါမှာယေရှုကိုရောမြတ်တော်နာမကိုမြည်ပြီးလဲဆုတောင်းကြပါရဖဖျားရှင်ဆိုတော့ဒီနေရာမှာကျွန်တော်ဘာကောင်းစဉ်တက်ချင်တာလဲဆိုတော့ David found strength in the Lord his God လို့ပြောတာပေါ့နော်ဒါဝိဒ်ကအဲ့အကြောင်းအရာကိုကျွန်တော်အခန်းကြီး30တခုလုံးကိုကျွန်တော်ဖတ်တဲ့အခါမှာကျွန်တော်သိရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်အချိန်ကမရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်အဲ့အကြောင်းတော့မဖတ်တော့ဘူးဘာဖြစ်တာလဲဆိုတော့ဒါဝိဒ်မင်းကြီးကရှောလုကသူ့ကိုတတ်ဖို့လို့ဟာအမြဲတမ်းလိုက်ခဲ့တဲ့အတွက်ကြောင့်မလို့ဘေကူထွက်ပြေးရတာလဲဆိုတော့ဖိလိတင်းနိုင်ငံကိုထွက်ပြေးတယ်အဲ့မှာဖိလိတင်းနဲ့ရှင်ဘုရင်ကြီးကလည်းအခန်းကြီး29ကနေကျွန်တော်ဖတ်မယ်ဆိုပေါ့နော်သူ့ကိုအရန်သဘောကျတယ်ကောင်းကင်တပါးလူပဲတင့်ကူငါချစ်တယ်ဆိုပြီးတော့အဲ့ကျမ်းစာထဲမှာပေါ်ပြတယ်သို့တော်များလည်းပဲအဲ့ဖိလိတိလူတွေနဲ့အခုဣသရေလရှင်ဘုရင်ရှောလုကစစ်တိုက်တော့မယ်ဆိုတော့အဲ့ချိန်မှာဖိလိတိရဲ့ရှင်ဘုရင်နဲ့စစ်သားတွေကမဟုတ်သေးဘူးနော်ဒါဝိဒ်ကဣသရေလလူမျိုးဖြစ်တယ်ဆိုတော့အခုတင်ကသူ့ကိုမျက်နှာတာပေးပြီးတော့ကျွန်တော်နဲ့စစ်တိုက်ခွင့်ပေးမယ်ဆိုရင်တော့သူစိတ်ပြောင်းပြီးတော့ကျွန်တော်ဖက်မှာမပါဘဲနဲ့ရှောလုဖက်မှာယက်တီပြီးတော့ကျွန်တော်ကိုပြန်လေတိုက်ပါလိမ့်မယ်သူ့ရဲ့ပုံပြင်ကိုကျွန်တော်ပြောကြည့်တာနော်29ထက်ကဆိုတော့ဒါကြောင့်မလို့မဖြစ်သေးဘူးသူကိုပြန်ခိုင်းပါဆိုပြီးတော့စစ်သားတွေကဖိလိတိရှင်ဘုရင်ကြီးကိုတောင်းလျှောက်တဲ့အခါမှာရှင်ဘုရင်ကြီးကလည်းမတတ်နိုင်ဘူးဒါဝိဒ်ရဲ့ငါရဲ့စစ်သားတွေကအဲ့လိုပြောနေတဲ့အတွက်ကြောင့်မလို့တင့်ကူတော့ငါအရန်ချစ်ပါတယ်ဒါပေမဲ့ငါရဲ့စစ်သားနဲ့ငါနိုင်ငံသူနိုင်ငံသားရဲ့လုံခြုံရေးအတွက်ကြတော့တင်သွားပါဆိုပြီးတော့ပြောတဲ့အခါမှာသူကဇိကလတ်မြို့ကိုပြန်သွားဖို့လုံနေတဲ့အချိန်မှာသူ့ရဲ့သားသမီးဇနီးတယ်တွေလည်းရှိတယ်သူ့ရဲ့စစ်သား600ကျော်ရဲ့သားသမီးတွေသူတို့ပိုင်ဆိုင်ထားတဲ့အရာတွေအများကြီးလည်းရှိတဲ့အရာကိုကျွန်တော်တွေ့ရတယ်ဆိုတော့အဲ့အချိန်မှာသွားနေတဲ့အချိန်မှာပင်လင်ပါဖြစ်သွားတာလဲဆိုတော့ဇိကလတ်မြို့ကြီးကခုနလိုစစ်တပ်တွေကတင်းပြီးတော့မီးရှုလိုက်တာကိုကျွန်တော်တွေ့ရတယ်အဲ့ရွာကမီးရှုလိုက်ခံရတယ်ဆိုတော့မြို့တွေအိုးအိမ်တွေအကုန်လုံးမီးရှုပြီးတော့ဘာလို့တာလဲဆိုတော့လူကိုတော့မတတ်ဘူးသူတို့ရဲ့သားသမီးဇနီးတွေကိုတော့မတတ်ဘဲနဲ့အဲ့စစ်သားတွေကခေါ်ဆောင်သွားပြီးတော့သူတို့ရဲ့စစ်တုံးပန်းအနေနဲ့ခေါ်တာကိုကျွန်တော်တွေ့ရတယ်အဲ့အချိန်မှာဒါဝိဒ်နဲ့သူ့ရဲ့ပေါင်းဖော်တွေကဇိကလတ်မြို့ကိုရောက်လာတဲ့အခါမှာမြို့လေးလောင်နေပြီသူတို့ရဲ့သားသမီးသူတို့မျောလင့်နေတဲ့ဇနီးတဲ့သားသမီးတွေရဲ့မျက်နှာကိုလည်းမတွေ့ရတဲ့အခါမှာသူ့ရဲ့စစ်သားတွေကသူ့ရဲ့ပေါင်းဖော်တွေကအစတုန်းကဒုက္ခရောက်ပါပြီဒါဝိဒ်ရဲ့တင်းစီမှာပဲငါတို့နေပါရစေစူပြီးတော့အကူကြီးတောင်းပြီးတော့ဒါဝိဒ်စီမှာထွက်လာပြီးတော့ခူလုံတဲ့သူကအခုဘာလုပ်တာလဲဆိုတော့ဒါဝိဒ်ကိုစပြီးတော့ပုန်ကန်လာကြတယ်ဒါကြောင့်မလို့ဒါဝိဒ်လည်းပဲပုန်ကန်ယုံတာမကပဲနဲ့သူကူ၌ကလည်းအယံဝင်နေတဲ့အချိန်ဖြစ်တယ်အဲ့အချိန်မှာသူ့ရဲ့လူတွေကဘာလုပ်တာလဲဆိုတော့
ကြောက်ခဲကိုယူပြီးတော့သူ့ကိုပစ်တတ်မဲ့အချိန်မှာဒါဝိဒ်ကဘာလုပ်တာလဲဆိုတော့သူလည်းဝမ်းနေတာပေါ့သူလည်းမျက်ရည်ကျတာပေါ့ကျမ်းစာတွေကပြောတယ်အရာဝမ်းနေကိုကျွေးနေတဲ့ချိန်မှာဘာကူပြန်ပြီးတော့တရိရတာလဲဆိုတော့အော်ငါရဲ့ခွန်အားကဒီလိုမျိုးငါအသက်ရှင်တာကငါကြောင့်မဟုတ်ပါဘူးဖျားသခင်ကြောင့်ပဲငါဒီလိုအသက်ရှင်ခွင့်ရတာဖြစ်တယ်မဟုတ်ဘူးလားဆိုတဲ့အရာကိုပြန်ပြီးတော့ဖျားသခင်ရဲ့ကောင်းမြတ်ခြင်းကိုသူပြန်ပြီးတော့ရည်တွက်တဲ့အခါမှာသူပြောသွားတယ်အေးအင်္ဂလိပ်လိုကျတော့အရန်သဘောကျတယ် David found strength in the Lord his God ပြောမယ်ဆိုရင်တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်ဒါဝိဒ်ကဖျားသခင်၌သူ့ရဲ့ဖျားသခင်ထာမှာခွန်အားကိုပြန်ပြီးတော့ရှာတွေ့သွားတယ်ပြန်ရသွားတယ်ကုန်ခန်းနေတော့သူ့ရဲ့အားအင်းနေစိတ်ပြတ်နေတဲ့စိတ်ညစ်စရာအရန်ကောင်းတဲ့အရာတွေအားလုံးကိုသူမဲ့ထားပြီးတော့ဖျားသခင်ကိုသူမျှော်ကြည့်တဲ့အခါမှာပြန်ပြီးတော့ခွန်အားရတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတာဖြစ်တယ်ဒါကြောင့်ဒီကနေ့ကျွန်တော်ပြောချင်တဲ့အရာကဘာလဲဆိုတော့လူတိုင်းကျွန်တော်ကပြဿနာကိုစီရှိကြပါတယ်ပြဿနာနဲ့ကင်းတဲ့သူတစုံတယောက်မှမရှိပါဘူးဒါကြောင့်ကျွန်တော် scholar အချင်းချင်းထဲမှာလည်းပဲသူတို့ပြောနေတဲ့အရာကဘာရှိတာလဲဆိုတော့ယောဘအကြောင်းကိုကျွန်တော်ဖတ်တဲ့အခါမှာ Job အကြောင်းကိုဖတ်တဲ့အခါမှာဘာကြောင့်ယုံကြည်သူတယောက်အနေနဲ့ဒုက္ခဆင်းရဲဆိုတာကြုံရတာလဲယုံကြည်သူတယောက်အနေနဲ့ဒုက္ခဆင်းရဲဆိုတာကြုံဖို့မဟုတ်ပါဘူးဆိုတဲ့သူရှိသလိုဒါကဘုရားရှင်ကကျွန်တော်အတ္တတာကိုတွေးနေတာဖြစ်တယ်ဆိုပြီးတော့ခံယူပြီးတော့အခုချိန်ထိသူတို့ကအငင်းပွားတဲ့အရာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ဘာပြောတာလဲဆိုတော့ပြဿနာကျွန်တော်ကြုံတဲ့အခါမှာကျွန်တော်ဖြေရှင်းတဲ့ပုံစံနီးကတော့မတူကြပါဘူးဆိုတော့အရင်ဦးဆုံးကျွန်တော်ပြဿနာကြုံတဲ့အခါမှာတင်ပါလို့လက်ရှိတယ်လေပေါ့နော်ဒီမနေ့ကျွန်တော်ရဲ့မဲချင်တဲ့အရာဒီနေ့ကျွန်တော်ကပြဿနာတစ်စုံတစ်ခုစိတ်ညစ်စရာကျွန်တော်မလူလားအတဲ့အရာကျွန်တော်အတ္တမှာဝင်လာတဲ့အခါမှာပထမဆုံးတင်တုံ့ပြန်ချက်ကဘာလဲဘယ်လိုမျိုးပုံစံနဲ့တင်ကတုံ့ပြန်လက်ရှိတယ်လေနံပါတ်1ပေါ့နော်နံပါတ်2အနေနဲ့အဲ့ပြဿနာကိုဖြေရှင်းဖို့အလို့မှာဘယ်လိုမျိုးနီလန်ကအကောင်းဆုံးဖြစ်မယ်လို့တင်ခံယူပါတယ်လေပေါ့နော်ဆိုတော့ကျွန်တော်ယုံကြည်သူကကိုဟာကိုဖြေရှင်းရနေနောက်ဆုံးမှာဘာလို့တာလဲဆိုတော့မတတ်နိုင်တော့တဲ့အခါမှာစုတောင်းရအောင်ဒါဝိဒ်ကတော့အဲ့လိုမဟုတ်ဘူးခုနကျွန်တော်အရန်သဘောကျတဲ့အရာအခန်းငယ်10မှာသူပြောတယ်စိတ်ညစ်တဲ့ဘာကိုလှုပ်ရမှမသိတဲ့ချိန်မှာဘုရားသခင်စီမှာသူစုတောင်းပြီးတော့ကိုရောဒီယန်သူဒီကိုငါပြန်လိုက်ပြီးတော့ပြန်တိုက်ရမလားမတိုက်ရဘူးလားငါတကယ်လို့လိုက်ခဲ့ရင်တော့ငါတို့ကိုနိုင်မလားမနိုင်ဘူးလားကိုရောငါကိုပြောပြပါဒါဝိဒ်ကတော့သူအစအရာမလုပ်ခင်မှာဘုရားသခင်ကိုတိုင်တီးပြီးတော့သူစုတောင်းတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့အရာကျွန်တော်ဒီကျမ်းစာထဲမှာကျွန်တော်ကိုဖော်ပြတာဖြစ်တယ် Okay the next slide now အဲ့မှာကျွန်တော်ကြည့်မယ်ဆိုတော့ဒါဝိဒ်ရဲ့အတ္တကိုကျွန်တော်ခဏလေးကြည့်ရအောင်သူအသက်တော်ရွယ်နဲ့မလိုက်အောင်ဒီဒါဝိဒ်မင်းကြီးလို့ဒါကျွန်တော်ပြောတယ်မင်းကြီးရှင်ဘရင်မဖြစ်ခင်မှာသူဘလောက်တောင်မှဒုက္ခရောက်ပြီးတော့အခက်အခဲကြုံခဲ့ရတာလေကျွန်တော်တွေးမှာပါကျွန်တော်ကဒီမနေ့အချက်လေးကိုကျွန်တော် highlight လုပ်ထားတာဖြစ်တယ်ကျွန်တော်ကျမ်းစာတကယ်ဖတ်ပြီးတော့ဒါဝိဒ်အကြောင်းကိုလေ့လာတဲ့အခါမှာဒီအချက်ချက်မကရှိမှာပါနံပါတ်1ဘာလို့တာလဲဆိုတော့ရှောလူရှင်ဘရင်ကိုဘုရားသခင်ကဣသရေလလူမျိုးရဲ့ဘုရင်အဖြစ်သူ့ရဲ့နာမခံခြင်းကြောင့်ငင်းလိုက်တဲ့အချိန်မှာဘာလို့တာလဲဆိုတော့ဒါဝိဒ်ကရှင်ဘုရင်နေမှာငါခတ်မယ်တဲ့ First Samuel chapter 13 verse 14မှာကျွန်တော်တွေ့ရတယ် after ဘာလဲ God's own heart ဆိုပြီးတော့လေငါစိတ်တော်နဲ့တွေ့တော့လူကိုငါတွေ့ပြီဆိုပြီးတော့ဘုရားရှင်ကသူပြောထားတာဖြစ်တယ်ဆိုတော့ဘာလို့တာလဲဆိုတော့အဲ့မှာနံပါတ်1ရှောလူကသူ့ကိုတတ်ဖို့အလို့ငါအကျဉ်းလိုက်ချင်းကိုခံရတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တယ်နံပါတ်2ကဘာလဲဆိုတော့ရှောလူကနတ်ဆူဝိညာဉ်ဆူကြောင့်သူနှုတ်ဆက်ဒီကြုံတဲ့အခါမှာဒါဝိဒ်ကိုခေါ်ပြီးတော့ဘာလုပ်တာလဲသူအိမ်မှာဆောင်းကလေးတီးခိုင်းလေရှိတယ်အဲ့ဆောင်းကလေးဒါဝိဒ်ကတီးလိုက်တဲ့အချိန်မှာသူကျမ်းမှာချင်းရတော်များလည်းပဲသူကမနာလိုစိတ်ပြန်ဝင်တဲ့အခါမှာလာနဲ့သူထူးဖို့အကျဉ်းသူလုပ်ခဲ့တယ်အဲ့ဒီကနေလည်းပဲဒါဝိဒ်မင်းကြီးကလွတ်မြောက်ခြင်းဒီနဲ့ကျွန်တော်ဒါဆိုတော့သူကျမ်းမှာဖူးပဲငါလှုပ်တဲ့ဟာငါ့ကိုဒီလိုလှုပ်ရသလားနောက်တစ်ခါဆိုငါမတူရတော့ဘူးကျွန်တော်ပြောကောင်းပြောပါလိမ့်မယ်ဒါပေမဲ့ဒါဝိဒ်ကသူ့ရဲ့ရှင်ဘုရင်ဖျားသခင်ဗိတ်တိတ်ထားတော်လူကိုဘယ်လောက်တောင်မှလေးစားပြီးတော့သူကယူတည်တာလဲဆိုတော့သူကျမ်းမှာဖူးအလူမှာဆိုရင်တော့ဆောင်းကလေးတီးပါရစေတတ်နိုင်တဲ့ဖိတ်ကနေငါတွားပါမယ်မနေကိုသူဗာလဲဒီဘဝထဲကနေလဲယုံထွက်တော်ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်ပြီးတော့ he has spent much အထူးသဖြင့်ရှောလူကသူ့ကိုလိုက်တဲ့အခါမှာ
ဒေကန်ဒါရတွေမှာကြောက်ကူထဲမှာရီမရှိတဲ့နေရာမှာစားဖို့တောက်ဖို့မရှိတဲ့နေရာမှာကျွန်တော်သိတဲ့အတိုင်းပဲဒေကန်ဒါရဆိုတာနေ့လေမှာဆိုရင်အယံပူညမှာဆိုတော့အယံအေးတဲ့ဒေတာနေရာမျိုးမှာတကယ်တဘာဝလောကရန်ကိုကြံ့ကြံ့ခံပြီးတော့သူမနေ့ကိုပုံခဲ့ရတဲ့သူ့ရဲ့ဘဝအသက်တာကိုကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်မြင်ရောက်နိုင်မှာဖြစ်တယ်ပြီးတော့ဗာလဲသားသမီးတွေခုနမြို့တွေတင်းတဲ့အခါမှာသားသမီးဇနီးတွေအကုန်လုံးခေါ်ချင်းခံရတယ်သူ့ရဲ့တင်ရချင်းတွေကလည်းပြန်လေပြီးတော့သူ့ကိုပုံကန်လာကြတယ်နောက်ဘာဖြစ်တယ်လဲဆိုတော့ဆိုလိုမန်ရဲ့အမေဗဒရှိဘနဲ့သူပြစ်မှားတဲ့အခါမှာလည်းပဲဣတိလလူမျိုးရဲ့လူမျိုးတွေကကဲ့ရဲ့ချင်းကိုလည်းသူခံရတာကိုကျွန်တော်တွေ့ရတယ်အထူးသဖြင့်အဲ့နောက်ဆက်တွဲကဘာဖြစ်လဲဆိုတော့သူ့ရဲ့မိသားစုမှာလည်းပဲပြဿနာတွေအများကြီးကြုံလာတယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်ဒီပြမကဘူးသူမွေးထားတဲ့သူ့သားရင်းကူတိုင်ကသူ့ကိုပုံကန်တဲ့အခါမှာသူဘလောက်တောင်မှစိတ်ညစ်မလဲအခုမိဘသားသမီးတွေရှိတဲ့သူကကျွန်တော်အတိမှာပေါ့သားသမီးတွေကကျွန်တော်စကားကိုနားမထောင်တဲ့အခါမှာသူတို့ကြိုက်တယ်လို့နေတဲ့အခါမှာမိဘတယောက်အနေနဲ့ဖခင်တယောက်အနေနဲ့မအေးတယောက်အနေနဲ့ဘယ်လောက်ကျွန်တော်ခံစားပြီးတော့ကျွန်တော်ကြည်ကွဲရတာလဲကျွန်တော်အတိအဆုံးဖြစ်မှာပါသူသားအပ်စလွန်ကိုတိုင်ကပုံကံပြီးတော့သူ့နိုင်ငံကိုပြန်တင်းဖို့လုပ်နေတဲ့အကြောင်းအရာကိုသူဒီအရာထဲမှာလည်းကျွန်တော်တွေ့ရတာဖြစ်တယ်ပြီးတော့ဗာလဲနောက်ဆုံးသူအယံချစ်ပါတယ်ဆိုတဲ့သူသားအပ်စလွန်အယံကုန်ယူပါတယ်ဆိုတဲ့အပ်စလွန်ကလည်းတေးတာကိုကျွန်တော်တွေ့ရတယ်ဒီပြဿနာတွေအားလုံးထက်ကဒါဝိဒ်ကဘယ်လိုလုပ်တာလဲဆိုတော့ကျွန်တော်ကြည့်အောင်ဒီအရာတွေအားလုံးထေကနေပြီးတော့သူဘာဖြစ်လို့ဒါဝိဒ်ကဒီအရာတွေကိုကြော်လွှားနိုင်တာလဲဆိုတော့ကျွန်တော်အဲ့ထဲမှာကျွန်တော်တွေ့ရတယ်အခန်းကြီး30ဓမ္မရာဇဝင်အခန်းကြီး30ပိုက်ငယ်6ထဲမှာသူကအမြဲတမ်းဘုရားသခင်ကိုအမြဲတမ်းအားကိုးယုံကြည်သောပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်ဒီစာလံ52အပိုက်ငယ်30ထဲမှာလည်းသူဖော်ပြထားတာကိုကျွန်တော်တွေ့ရတယ်ဘာပြောတာလဲဆိုတော့အိုးငါဝိညာဉ်အဘေကြောင့်တင်ဒီငြူးငယ်ရတာလေတင့်ကိုဖန်ဆင်းတော်ထာဝရဘုရားကိုအောက်မေ့တရိယာပါဒီကနေ့ကျွန်တော်ပြောချင်တဲ့အရာကဘာလဲဆိုတော့တခါတလေတင်စိတ်ပြတ်အားငယ်တဲ့အချိန်မှာအပေါင်းအတင်းရဲ့အကောင်းဆုံးမိတ်ဆွေကိုတင်းအရန်လူချင်နေတဲ့အခါမှာတင်လူချင်တဲ့အချိန်မှာတင်တငယ်ချင်းကရောက်လာချင်မှရောက်လာမယ်တင်နာမှာဒါပေမဲ့ဗာလေအီမာနွယ်လဘုရားကျွန်တော်နာမှာအမြဲတမ်းရှိတယ်ကျွန်တော်သူ့ကိုခေါ်ရင်ထူးတဲ့ဘုရားသခင်ကျွန်တော်နာမှာအမြဲတမ်းရှိတယ်ဆိုတဲ့အရာကိုကျွန်တော်အားပေးခြင်းနဲ့ဒီနေရာမှာဒုက္ခရောက်တဲ့အခါမှာကျွန်တော်ရဲ့မိဘကျွန်တော်ရဲ့ညီကိုမောင်နှမကျွန်တော်ရဲ့တငယ်ချင်းအပေါင်းအသင်းတွေကကျွန်တော်နဲ့အတူအမြဲတမ်းမနေပေးနိုင်ပါဘူးတခါတစ်ခါတော့သူတို့ကူညီကောင်းကူညီနိုင်မယ်ဒါပေမဲ့အမြဲတမ်းကျွန်တော်ခေါ်တဲ့အခါမှာအချိန်ပေးနိုင်ချိန်မှပေးနိုင်တော့မယ်ဆိုတော့ကျွန်တော်တို့အကောင်းဆုံးအဖို့ပြဿနာကိုဖြေရှင်းပေးနိုင်တော့အရှင်ကကျတော့ဘယ်သူလဲဆိုတော့ဒါဝိဒ်မင်းကြီးကတော့အားကိုးရတဲ့ကျွန်တော်ကူးကွယ်တဲ့ဘုရားသခင်ကတာတင်ကျွန်တော်ရဲ့ပြဿနာကိုဖြေရှင်းပေးဖို့အလို့မှာကူညီပေးနိုင်တော့အရှင်ဟာသူပဲဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်โอเคဒီနေရာမှာအခန်းကြီး30တခုလုံးကိုကျွန်တော်ကြည့်တဲ့အခါမှာဒီအချက်3ချက်4ကိုကျွန်တော်အရန်အားပေးခြင်းတဲ့အရာပေါ့နော်ဆိုတော့အဲ့နေရာမှာအဲ့ဘာလဲဆိုတော့ number 2တော့ what does David do when he has lost his family and his own life in ဆိုတော့အဲ့မှာဘာလုပ်တာလဲဆိုတော့ဟေရှာယအခန်းကြီး40ပိုက်ငယ်28ထဲကနေပြီးတော့ကျွန်တော်31ထဲကျွန်တော်ကြည့်တဲ့အခါမှာအိုင်ဇာယထဲမှာကျတော့ဘာလုပ်တာလဲဆိုတော့ဟေရှာယကျမ်းကိုတစ်ချက်လောက်ပြလို့ရမလားဒီအရာတွေအားလုံးသူကြုံတော်များလည်းပဲကျွန်တော်နှုတ်ကပတ်တော်ဟေရှာယအနာဂတ်ကျမ်းအခန်းကြီး40အငယ်28ကနေ31ထဲမှာသူပါပြောတာလေဆိုတော့အဲ့ထဲမှာကျွန်တော်28နဲ့31ကိုအရန်သဘောကျတယ် He gives strength to the weary and increases the power of the weak အားငယ်တော်သူကြောက်ရွံ့နေတော်သူဘယ်လိုပြောမလဲနွမ်းပါနေတော်သူကိုဖျားသခင်ကဗာလေခွန်အားပေးဖို့တကူပေးဖို့အလိုမှာအမြဲတမ်းအစဉ်တင်ဖြစ်တယ်အစမှဆိုကြည့်ကျွန်တော်အရန်သဘောကျတယ်ဟေရှာယကသူ့ရဲ့ဣသရေလလူမျိုးတွေကိုပြောတယ်ဟေဇကိမင်းကြီးသူတည်သွားမယ့်အချိန်မှာသူပြောသွားတဲ့အရာကပါလဲဆိုတော့ Do you not know have you not heard the Lord is the everlasting God and the creator of ဘာလဲ the ends of the earth ကျွန်တော်ကူးကွယ်သောဘုရားသခင်သည်ကျန်တဲ့ဘုရားသခင်နဲ့တူသောဘုရားသခင်မဟုတ်ပါဘူးဒီစัจ java လာတစ်ခုအလုံးကိုဖန်ဆင်းပြီးတော့ပိုင်တအုပ်စုတော်သူတင်းကိုလည်းဖန်ဆင်းသောဘုရားသခင်ကျွန်တော်ကိုလည်းဖန်ဆင်းသောဘုရားသခင်ဒီကနေ့
မိဘကကူမွေးတဲ့သားသမီးတွေကိုကျွန်တော်အကောင်းဆုံးအစားအစာကိုကျွန်တော်ကျွေးချင်တယ်မဟုတ်ဘူးလားအကောင်းဆုံးသောပညာရေးကိုကျွန်တော်ပေးချင်တယ်မဟုတ်ဘူးလားထူနေ့၎င်းပဲဟေရှာယကသူ့ရဲ့လူမျိုးတွေကိုပြန်ပြီးတော့အားပေးတဲ့အရာကပါလဲဆိုတော့မတိဘူးလားဒီအရာတွေမကြားဘူးလားကျွန်တော်ဘုရားသခင်ဟာအရာခတ်သိန်းကိုဖန်ဆင်းတော်ဘုရားသခင်လည်းဖြစ်တယ်လို့ကျွန်တော်တို့ကိုအမြဲတမ်းကိုငင်မှစဖို့အလို့ငါအမြဲတမ်းစင်တင်ရှိတော်ဘုရားသခင်ဖြစ်တယ်ကျွန်တော်အားငယ်တဲ့အခါမှာခုနာကိုပေးတော်ဘုရားကျွန်တော်နွမ်းနေတဲ့အခါမှာကျွန်တော်တကူးကိုပေးပိုင်တော့ဘုရားသခင်ဖြစ်တယ်ဆိုတဲ့အရာကိုတင်တို့မသိကြဘူးလားအခန်းငယ်37မှာဆိုတော့ but those who hope in the Lord will renew their strength renew ဆိုတဲ့အရာကိုကျွန်တော်အရန်သဘောကျတယ်ဒါကကျွန်တော်အမြဲတမ်းလိုအပ်တဲ့အရာဖြစ်တယ်လူကအမြဲတမ်းခွန်အားအမြဲတမ်းရှိတယ်ဆိုတဲ့အရာမျိုးကမရှိဘူးတစ်ချိန်လုံးကျွန်တော်ကျမ်းမာကောင်းတယ်ဆိုတာလည်းမရှိဘူးကျွန်တော်က physically ပေါ့နော်ဆိုတော့ emotionally ကျွန်တော်က down တဲ့အချိန်လည်းရှိတယ်လို့ physically လည်းကျွန်တော်ဖျားနာတဲ့အချိန်လည်းရှိတယ်ကျွန်တော် spiritual ပိုင်းမှာလည်းပဲထူနေလကောင်းအားငယ်တဲ့အချိန်ရှိတယ်ဒါကြောင့်မလို့ဒီအရာတွေကိုဖြစ်လက်ရှိတော့အရာဖြစ်တဲ့အတွက်ကြောင့်မလို့ဘုရားသခင်ထာမှာ renew ဆိုတဲ့အရာပြန်လေပြီးတော့ခွန်အားကိုပြုပြင်ဖို့အလိုမှာထူဘုရားရှင်ကပဲကျွန်တော်ကိုပေးနိုင်တော့အရှင်ဖြစ်တယ်ဒါမဲ့ဘေးချိန်မှာလဲဆိုတော့သူ့စီကကျွန်တော်မျော်လင့်မှဆိုတော့ကျွန်တော်စာထဲမှာကျွန်တော်တွေ့ရတယ်လာရီဟာဆိုတော့ကူပိုင်အလင်းရောင်မရှိဘူးဘေကနေအလင်းရရှိပြီးတော့ကျွန်တော်ကိုညမှာအလင်းပေးပြီးတော့စိတ်အေးချမ်းစေတာလေဆိုတော့နေမင်းကြီးစီကနေပြီးတော့တဆင့်အယောင်အလင်းရောင်ရတဲ့အခါမှာလူတွေအတွက်ပြန်လေပြီးတော့ကြည်နူးဖွယ်ကောင်းတဲ့အလင်းရောင်ကိုပေးတဲ့ကေတော့ဒီကနေ့ကျွန်တော်ရဲ့အသက်တာမှာသူတပါးအတွက်ပြန်လေပြီးတော့ခွန်အားကိုပေးနိုင်ဖို့လို့မှာကူနိုင်ကခုနလို renew ဆိုတဲ့အားအင်ကိုအရေးနမဖြစ်တဲ့ဘုရားသခင်စီကနေပြီးတော့ကျွန်တော်ရမှတာလင်းသူတပါးအတွက်လည်းကျွန်တော်ကအလင်းတပွဲသူတပါးအတွက်လည်းနွမ်းနေတော့သူအားငယ်တော့သူအတွက်လည်းကျွန်တော်ကခုနာပြန်လေဖြစ်ဖို့အလို့မှာဘုရားရှင်ကတည်နေကျွန်တော်ကအသုံးပြုခြင်းနဲ့ဘုရားသခင်ဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့လို့ဒီဟေရှာယထေကဟာကိုကျွန်တော်ပြန်လေပြီးတော့ဆင်ခြင်ကြည့်အောင်ဒါဝိမင်းကြီးကသူစိတ်ပြက်ပြီးတော့အားငယ်တဲ့အခါမှာအထူးသဖြင့်အခုလိုမြန်မာနိုင်ငံမှာကြုံတဲ့အခါမှာကိုယ့်ရဲ့ချက်မြုပ်ထားတဲ့ဒေတာတွေပြူလေးပြီးတော့ဒီလိုမျိုးပျက်စီးတာကိုကျွန်တော်တွေ့တယ်ဘယ်လိုပြောမလဲဒီအာနာသိန်းမှုကိစ္စကြောင့်တလကောင်းတနိုင်ငံလူမျိုးတစ်မျိုးနဲ့ကျွန်တော်အချင်းတက်ဖြစ်တဲ့အရာကိုကျွန်တော်ကြားတဲ့အခါမှာဝန်းနေစရာဘယ်လောက်ကောင်းလဲခုနကျွန်တော်ယောဟန်ကျမ်းထဲမှာကျွန်တော်ဖတ်တယ်လို့ဘာမှမတည်တဲ့ဘေးညာမိမိရဲ့လက်ဘေးညာဘယ်ဟာမှန်းကူတော်မှမတည်တဲ့ဘုရားသခင်ကသူတို့ဝိညာဉ်ကိုနှမျောတယ်ဆိုတော့အခုလူတွေမြောက်များစွာသောလူတွေကိုယ့်ရဲ့မာနဒေါသကိုယ့်ရဲ့လောဘကြောင့်မောဟကြောင့်တပ်ဖြတ်ပြီးတော့တည်ကြည်နေတဲ့ဝိညာဉ်တွေယေရှုခရစ်ကိုလက်မခံတဲ့လူတွေရဲ့ဝိညာဉ်ဘယ်လောက်တောင်မှကျွန်တော်မြန်မာနိုင်ငံမှာနှမျောစရာဘယ်လောက်ကောင်းမလဲပေါ့နော်ဒါကြောင့်မလို့အချိန်ရှိတုန်းမှာဒီနေ့ကျွန်တော်လည်းပဲဘုရားသခင်မျက်နှာတော်ကိုကျွန်တော်ရှေ့ကြရအောင်ဒီအရာတွေကိုကျွန်တော်ကြားတဲ့အခါမှာလောကမှာအရန်အားကူးရပါတယ်ဆိုတဲ့ကျွန်တော်အင်းနေတိုက်အင်းနေအထူးသဖြင့်မန်းလဲမှာသူတို့ပြောသွားတဲ့အရာဆိုရင်ကျွန်တော်မစိုးရင်ကြောင်းတိုက်သူတို့ကနာမည်ပေးတယ်မစိုးရင်ကြောင်းတိုက်မစိုးရင်နဲ့ပေါ့အဲ့နေရာတွန်းဒါပေမဲ့အဲ့ဒါလည်းပဲဖြစ်သွားတာလဲဆိုတော့အဲ့ပြူကျသွားတယ်ဆိုလိုတဲ့အရာကဘုရားသခင်ကွယ်ကာမအစားတဲ့နေရာမှာသူ့ရဲ့စာရန်ကုစတိထဲကပြောတယ်လို့သူ့ရဲ့အတော်တော်အမွေအောက်မှာကျွန်တော်ကိုလုံမှတာလင်းကျွန်တော်ရဲ့ဘဝကလုံခြုံတာဖြစ်တယ်ဆိုတဲ့အရာကိုအခုတဘာဝတရားတွေကကျွန်တော်ပိုင်ဆိုင်ထားတဲ့ကားတွေကျွန်တော်ပိုင်ဆိုင်ထားတဲ့အိမ်တွေဘာနှကောင်းတွေကျွန်တော်ကအာမခံချက်ကိုမပေးနိုင်ပါဘူးကျွန်တော်ကူးကွယ်တဲ့ဘုရားသခင်ကတာလင်းကျွန်တော်တို့ကိုအသက်အာမခံတကယ်ကိုပေးနိုင်တော့ရှင်ဖြစ်တယ်ဆိုတဲ့အရာကျွန်တော်ပြောချင်တယ်ဖြစ်တယ်နောက်တစ်ခုဆိုတော့ဒါဝိမင်းကြီးအသက်တာကိုကျွန်တော်ပြန်လဲပြီးတော့ကြည့်ကြည့်အောင်ဒါဝိမင်းကြီးခုနအချက်10ချက်စလုံးသူဒုက္ခဆင်းရဲတွေကြုံတဲ့အခါမှာသူကတော့ဘာလုပ်တာလဲဆိုတော့စိတ်ပြက်လက်ပြက်နဲ့သူကအဲ့ရပေါ်မှာလေးပြီးတော့ငူယူနေမဲ့အစားသူကဘာလုပ်တာလဲဆိုတော့ဆာလာနီကိုတီဆူဆက်ဆူထားတယ်ဆိုတာကိုကျွန်တော်ကျန်းတပုဂ္ဂိုလ်တွေကအများကြီးဖော်ပြထားတယ်ကြည်အဲ့မှာဆိုရှောလူကသူ့နောက်ကိုတကောက်လိုက်ပြီးတော့တပ်ဖို့အလိုမှာကျူးစားတဲ့အခါမှာဆာလာ59အပိုက်ငယ်တစ်ကနေ4ထိကိုသူဆက်ဆူထားတယ်ဆာလာ59ထိပေါ့နော်ဆိုတော့ကျွန်တော် highlight လုပ်ချင်တဲ့အရာကတော့ဘာလဲဆိုတော့တစ်ကနေ4ထဲမှာကျွန်တော်ဖတ်တဲ့အခါမှာသူ့ရဲ့နှလုံးကြည်ကွဲတဲ့အရာကိုသူအရှိကူရှိတိုင်းလုံးဝဟန်ဆောင်ခြင်းမရှိဘဲနဲ့ဘုရားသခင်ရှိမှောက်မှာသူတွန်းလောင်းတာကိုကျွန်တော်တွေ့ရတာဖြစ်တယ်ပြီးတော့အထူးသဖြင့်ခုနဂမ်မင်းကြီးပေါ့နော်ဖိလိတိ
အဲ့ဒီမှာသူရောက်သွားတဲ့အခါမှာသူ့ကိုပြန်ပူခံလိုက်ရတဲ့အခါမှာဆာလန်56တို့သူဆက်ဆူထားတာကိုကျွန်တော်တွေ့ရတယ်ပြီးတော့ Absalom ကသူ့ကိုတပ်ဖို့အလုံးဟာသူ့သားအရင်သူ့ကိုကုံယူရပါတယ်ဆိုတဲ့သူ့သားအရင် Absalom ကသူ့ကိုတပ်ဖို့သူ့ရဲ့ဖေတပ်ဖို့အလုံးဟာလိုက်တဲ့အခါမှာဆာလန်3ဒီအရာတွေကိုသူဆက်ဆူထားတယ်ဆိုပြီးတော့သူတို့ပြောတယ်ပြီးတော့ရှောလုကလိုက်ပြီးတော့တေကန်ဒါရတွေမှာကြောက်ကူထဲမှာသူပုံအောင်နေတဲ့အချိန်မှာပြင်လင်ဆာလန်63တွေကိုသူဆက်ဆူထားတာကိုကျွန်တော်တွေ့ရတာဖြစ်တယ်ဆိုတော့အများအပြားဒီနေ့မှာကျွန်တော်အားပေးခြင်းတဲ့အရာကကြတော့ဗာလဲဆိုတော့ဒီမနေ့လေ job အကြောင်းကျွန်တော်ရဲ့ chairperson ဖတ်ထားတယ်ယောဘကကြတော့ဗာပြောတာလဲဆိုတော့တနေ့သူ့ရဲ့ပိုင်ဆိုင်မှုအရာတွေအားလုံးပါသွားပြီသားသမီးတွေလည်းပါသွားပြီအဲ့အချိန်မှာ तू ပြောလိုက်တဲ့စကားလုံးကအော်ကျွန်တော်သူ့နေရာမှာကျွန်တော်ရက်တည်တဲ့အခါမှာသူ့လူမျိုးကျွန်တော်စကားပြောနိုင်မလားပေါ့နော် तू ကတော့ဗာပြောတာလဲဆိုတော့အရာအားလုံးဟာဘုရားသခင်ထံကနေပြီးတော့ကျွန်တော်ရရှိတော့အရာဖြစ်တယ် तू ငှားထားတဲ့အရာကို तू ပြန်ရုပ်တင်သွားတာဘာကိစ္စရှိလို့လဲတဲ့အမေဝင်းထေကနေငါမွေးလာတာအင်ဂျီဗလာအဝတ်စားဗလာပေါ့နော်အင်ဂျီအဝတ်စားမပါဘဲနဲ့ငါမွေးလာတာပဲအခုငါတည်သွားလေငါဘာမှမရှိဘဲနဲ့ငါတည်သွားရမှာပဲဘာများထူးဆန်းလို့လဲပေါ့နော်ဆိုတော့တခါတလေကျတော့ကျွန်တော်ဘုရားသခင်ကကျွန်တော်ကိုငှားထားတဲ့နံပါတ်1ကျွန်တော်ရဲ့အသက်တာအခုလိုအချိန်ပေးထားတဲ့အရာကိုကျွန်တော်ကတတိမထားမိကြဘူးငါအစားတော့ကောင်းစားနိုင်လို့ငါကျမ်းမာရေးကိုဟာကိုဂယုစိုက်နိုင်လို့ငါကျမ်းမာနေတာပဲကျွန်တော်ကထင်ကောင်းထင်တတ်ကြတယ်ဘုရားသခင်ကကျွန်တော်ကိုငှားထားတဲ့အရာဆိုတဲ့အရာကိုကျွန်တော်ကမေ့တတ်ကြတယ်ကျွန်တော်ပိုင်ဆိုင်ထားတဲ့ကားကအစကျွန်တော်အင်လီကအစကျွန်တော်ကိုပေးထားတဲ့သားသမီးတွေကစဒါကြောင့်မလို့အဲ့ဟာလေးကိုကျွန်တော်ပြောချင်တယ်ဘုရားရှင်ကဒီနေ့ကျွန်တော်ကိုပေးထားတဲ့သားသမီးတွေဒီနေ့ကျွန်တော်ကိုယုံကြည်စိတ်ချလို့ဒီသားသမီးတွေယတနာတွေအမွေအနေနဲ့ပေးထားတဲ့အရာကိုကျွန်တော်အချိန်ရတုံးမှာကောင်းမွန်စွာနဲ့ပြုစုဂယုစိုက်ပေးပြီးတော့လမ်းမှန်ကိုကျွန်တော်ပူပေးဖို့အလုံးဟာဒီနေ့ကျွန်တော်ကိုဘုရားရှင်ကတာဝန်ပေးထားတဲ့အရာဖြစ်တယ် next slide နော်ဆိုတော့ဒီကနေ့ကျွန်တော်ကြုံတွေ့နေရတဲ့ပြဿနာတွေယုံကြည်သူစုပေမဲ့လည်းပဲကျွန်တော်ကပြဿနာအများကြီးကျွန်တော်ကြုံတွေ့ဆိုတော့တချို့ကြတော့လေမိသားစုကိစ္စအများကြီးရှိကောင်းရှိပါလိမ့်မယ်ကျွန်တော်လည်းတစ်ခါတလေကြားဘူးတယ်မိသားစုကိစ္စတွေကျွန်တော်ကိုယ်တိုင်နိုင်လည်းမိသားစုပြဿနာတွေကြုံလေရှိတယ်ဆိုတော့ဒီလိုမျိုးချိန်မှာတင်ကဘာကူအရင်ဦးဆုံးလှုပ်လေရှိတယ်လေတင်နဲ့ကျွန်တော်ကဘယ်လိုမျိုးပုံစံနဲ့ကျွန်တော်တုံ့ပြန်တာလဲတခါကျွန်တော်ကျန်းစာကြောင်းရှိတော့အိန္ဒိယမှာကျွန်တော်ဖတ်လိုက်တဲ့ဒီဗာလေ article တစ်ခုကျွန်တော်အရန်သဘောကျတယ်ဘာအကြောင်းရေးသားထားတာလဲဆိုတော့တင်းဘောအကြောင်းတင်းဘောနဲ့ပင်လေတင်းဘောဆိုတာကပင်လေထဲမှာကူပင်လေရှိမှပဲတင်းဘောရဲ့တန်ဖိုးကအကျိုးရှိတာဖြစ်တယ်တဲ့ဒါပေမဲ့ဘေးချိန်မှာအဲ့တင်းဘောကရီထဲကိုပင်လေထဲကိုနစ်မြုပ်သွားတာလဲဆိုတော့ရီပင်လေရီကိုအထဲမှာဝင်ခွင့်ပေးလိုက်တဲ့အချိန်မှာအဲ့တင်းဘောကရီထဲမှာမြုပ်သွားတာဖြစ်တယ်တဲ့ဆိုတော့လောကမှာကျွန်တော်ပတ်ဝန်းကျင်ကိုကျွန်တော်ကြည့်တဲ့အခါမှာပြဿနာပေါင်းစုံအများရှိကောင်းရှိမှာပါဒီပြဿနာကိုကျွန်တော်ကအတ္တတာထဲမှာဝင်ခွင့်မပေးမချင်းကျွန်တော်ဖျားရှင်ကကျွန်တော်အဲ့ပြဿနာထဲကနေပြီးတော့အတ္တတာမှာဆုံးရှုံးခွင့်ပြီးတော့မှပေးမှာမဟုတ်ဘူးဆိုတဲ့အရာကိုကျွန်တော်အဲ့article အဖြစ်ပေါ့နော်ကျွန်တော်အရန်ခုနာရမိတဲ့အရာရှိမှာပါဖျားသခင်ကကျွန်တော်ကိုဒီထက်မကပူဆောင်ခြင်းနဲ့ဖျားသခင်ယေရမိအနာဂရိကျမ်းအခန်းကြီး29အပိုင်ငယ်7ထဲမှာကျွန်တော်အကျိုးနဲ့စေဖို့အလိုငါဖျားသခင်ကဘယ်တော့မှအကြံမရှိပါဘူးသူ့ကိုဆက်လက်ပြီးတော့အားကိုးပြီးတော့ဒီထက်ကောင်းမွန်တဲ့အကြံစီကိုကျွန်တော်ကိုမြင်နိုင်ဖို့အလိုငါဖျားရှင်ကကျွန်တော်ကိုဆက်လက်ပြီးတော့ခေါ်ဆောင်မှာဖြစ်တယ်နံပါတ်2အဲ့ဒါကပါလဲဆိုတော့တချို့လူတွေကကြတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကပြဿနာအများကြီးတချို့ကအခုအလူအမေရိကန်မှာဆိုတော့ရှိမှာပါတချို့ကကြတော့ဘီမလောက်လို့မလုံနိုင်တော့လို့ကျမ်းမာရေးမကောင်းတော့လို့အလုပ်မလုပ်နိုင်တော့လို့ဗာလဲလမ်းဘေးရောက်သွားတဲ့သူတွေလည်းရှိမှာပါတချို့ကြတော့လဲဘာဖြစ်မလဲကူပိုင်ဆိုင်ထားတဲ့အရာကိုကောင်းမွန်စွာအသုံးမပြုနိုင်ခဲ့လို့အစိုးဖက်ကနေပြီးတော့ကျွန်တော်အသုံးပြုလိုက်လို့လမ်းဘေးတွေကျွန်တော်ရောက်သွားတဲ့အချိန်ရှိကောင်းရှိမှာပါဒါမဲ့ဒီအရာတွေကျွန်တော်ကြုံတဲ့အခါမှာခုနကျမ်းစာတွေကပုံဥပမာအနေနဲ့အရန်ကောင်းတဲ့ပုဂ္ဂိုလ်တယောက်ကကျတော့ကျွန်တော်ဒါဝိမင်းကြီးပဲဖြစ်ပါတယ်ခဏလေးကြည့်အောင်တွေ့ example လေးကိုပေါ့နော်ဘာလဲဆိုတော့နောက်ဆုံးကျွန်တော်ဒီအရာကနောက်ဆုံးဖြစ်ပါတယ်ဆိုတော့သူ့အတ္တတာအဖြစ်ကျွန်တော်ကတင်ယူကြည့်အောင်
အားငယ်တဲ့အခါမှာတင်စိတ်ပြတ်တဲ့အခါမှာကြည်ကွဲစရာတွေတင်နဲ့ကျွန်တော်ကကြုံလာတိုင်းနံပါတ်1ကုခွန်အားကိုအားမကူပဲနဲ့ဘုရားခင်ထာမှာကျွန်တော်အမြဲတမ်းခွန်အားတောင်းခံကြရအောင်ခုနဟေရှာယနာဂရချနာခန်းကြီး40:28ကနေ31ထဲမှာသူပြောသွားတယ်လို့ပဲအမြဲတမ်းဘုရားသခင်ဌာနနေပြီးတော့ကျွန်တော်ခွန်အားတောင်းခံရအောင်ပြီးတော့စာလံ103အပိုင်ငယ်1နှစ်ထဲမှာလည်းသူပြောသွားတယ်။အော်ငါဝိညာဉ်ထာဝရဘုရားကိုကောင်းကြီးပေးလို့ငါဤအထဲမှာရှိသမျှတို့တန်ရှင်းသောနာမတော်ကိုကောင်းကြီးပေးကြလော့။နောက်ဆုံးအော်ငါဝိညာဉ်ထာဝရဘုရားကိုကောင်းကြီးပေးလို့ဂျေဇူးတော်အပေါင်းကိုမမဲ့လျော့နဲ့တခါတလေကျွန်တော်လူတွေနဲ့ကိုယ့်အသက်တာကိုနိုင်ရှင်ကျဲတယ်သူ့လူအင်းကျွန်တော်မပိုင်တဲ့အခါမှာသူ့လူသားသမီးတွေမပိုင်တဲ့အခါမှာသူ့လူကားမပိုင်တဲ့အခါမှာသူ့လူကျွန်တော်ဘယ်အကောင့်ထဲမှာပတ်စံတွေမရှိတဲ့အခါမှာအားငယ်ပြီးတော့တခါတလေမနာလူတဲ့စိတ်လည်းရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့ဘုရားသခင်ကကျွန်တော်ဘယ်လိုပြောမလဲကိုအထိုက်လျောက်နဲ့ကိုကျွန်တော်ကိုကောင်းကြီးအများကြီးပေးနေတာပဲမဟုတ်ဘူးလားဆိုတဲ့အရာကိုစာလံဆရာကကျွန်တော်ကိုတွင်တင်ပေးနေတာဖြစ်တယ်နံပါတ်2အဲ့လိုမျိုးချိန်ကျွန်တော်ကြုံတဲ့အခါမှာဆက်လက်ပြီးတော့ချီးမွမ်းခြင်းနဲ့တော့ကောင်းဒါဝိကဲ့တော့တောထဲမှာသူနေတဲ့အခါမှာဆောင်းကလေးတီးရင်းနဲ့သူအမြဲတမ်းဒီအရာကိုရီးသွားတဲ့စာရေးဆရာရီးသွားတဲ့အရာကိုအရန်သဘောကျတယ်ဒါဝိကတဲ့ပညာဘာမှမတင်တော်ရလည်းပဲတရက်မှာခုနချင်းစုတောင်းပြီးတော့ခုနခါသူကဘုရားခင်ကိုချီးမွမ်းလို့ပဲမြင်ဖို့ထဲကနေဘုရားရှင်ကသူ့ကိုရှင်ဘရင်နေရမှာဗာလဲချီးမြှောက်တာဖြစ်တယ်တဲ့ဒံယေလကတရက်မှာ3ချိန်ပဲသူစုတောင်းလို့ဝင်ကြီးနေရစင်တိပဲဘုရားရှင်ကပူဆောင်ပေးတယ်ဆိုပြီးတော့သူပြောတာပေါ့နော်ဆိုတော့ကျွန်တော်ပြောချင်တဲ့အရာကဗာလဲစုတောင်းခြင်းနဲ့ချီးမွမ်းခြင်းကအမြဲတမ်းတွဲနေရတာဖြစ်တယ်ကျွန်တော်ချီးမွမ်းစရာများကျွန်တော်ကစင်ချင်ရင်ဘုရားတခင်ရဲ့ကောင်းကြီးကိုကျွန်တော်ကရည်တွက်ရင်းနဲ့မှနောက်ကောင်းကြီးကိုကျွန်တော်ကပြန်လဲပြီးတော့ရည်တွက်နိုင်တာဖြစ်တယ်ကောင်းကြီးရည်တွက်နောက်တစ်ခုပြီးတစ်ခုဆိုတယ်လို့ပေါ့နော်ဆိုတော့နောက်ဆုံးပါလဲဆိုတော့ဟေရှာယကကျွန်တော်ကိုပြောသွားတယ်လို့ပဲအမြဲတမ်းလူပြူတွေအားငယ်ပြီးတော့သူတို့ကလဲတဲ့အချိန်လေးရှိကောင်းရှိပါလိမ့်မယ်တဲ့ဒါပေမဲ့ဘုရားသခင်ကိုအားကိုးပြီးတော့မျှော်လင့်နေတော်သူတွေအတွက်ကြတော့ရွှေလင်းယုံကဲ့သို့မိမိအတောင်ပံကိုအတိအမြဲတမ်းပြုပြင်ပြီးတော့အားအင်ရှိပြီးတော့ဘဝမုန်တိုင်းတွေကြော်လွှားနိုင်ပြီးတော့အမြဲတမ်းပြန်တန်းရတော့အခွင့်ဘုရားရှင်ကပေးမှာဖြစ်တယ်ဆိုပြီးတော့ဟေရှာယအနာဂတ်ကျမ်းထဲမှာကျွန်တော်ကိုပြောတယ်လို့ပဲဒီကနေ့ကျွန်တော်အားပေးခြင်းတဲ့အရာလေးကပါလေဆိုတော့လူရင်းတူရှင်းနဲ့ဒါဝိမင်းကြီးလည်းပဲကျမ်းစာတွေကပုဂ္ဂိုလ်တစ်ပါးပဲဖြစ်တယ်သူလည်းလူပဲဆိုတော့အခက်ခဲပြဿနာကြုံတဲ့အခါမှာကျွန်တော်ပြဿနာကြုံတဲ့အခါမှာသူဖြီရှင်းတဲ့ပုံစံနဲ့ကျွန်တော်ဖြီရှင်းတဲ့ပုံစံကမတူလို့ဒီလိုမျိုးခြားနာသောပုဂ္ဂိုလ်ဖြစ်လာတာကိုဆိုတာကိုကျွန်တော်တွေ့ရတာဖြစ်တယ်။ဒါဝိမင်းကြီးကဣသီလတနိုင်ငံလုံးအုပ်ချုပ်တဲ့အခါမှာနှစ်ပေါင်း40လုံးဘာယန်သူမှလည်းမရှိဘူး။ဘေးကအတိုက်ခိုက်မှလည်းမရှိဘဲနဲ့အေးချမ်းငိမ့်ချမ်းဆိုတာသူ့နိုင်ငံကိုနှစ်ပေါင်း40လုံးသူအုပ်ချုပ်ခဲ့တယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကောင်းဆောင်ကောင်းတစ်ယောက်ကဘုရားသခင်ကိုအားကိုးပြီးတော့ဘုရားသခင်ကိုအမြဲတမ်းတိုင်တည်ပြီးတော့ဘုရားသခင်ရဲ့မျက်မှောက်တော်ကိုအမြဲတမ်းရှာရင်းနဲ့သူ့လူတွေကိုအုပ်ချုပ်တဲ့အခါမှာနိုင်ငံတော်ကအေးချမ်းပြီးတော့တာရတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရထိုနေ့လည်းကောင်းပဲဒီနေ့ကျွန်တော်တက်တာမှာအားငယ်စိတ်ပြတ်တဲ့အခါမှာကုခွန်အားနဲ့ဖြီရှင်းပြီးတော့အောင်မြင်ကျော်လွှားဖို့ကြိုးစားတာထက်ဘုရားသခင်မျက်မှောက်တော်ကိုမျက်ရှာပြီးတော့ကျွန်တော်မိသားစုရဲ့အရေးကျွန်တော်မိမိဘဝအရေးရှိရဲ့အတွက်ပြန်လေပြီးတော့ဘုရားသခင်လက်တော်ထဲမှာအနှံ့ရင်းနဲ့သူ့ကိုဆက်လက်ပြီးတော့အားကိုးရအောင်ဆိုပြီးတော့ကျွန်တော်အနေငယ်တိုက်တွန်းရင်းနဲ့ခွန်အားပေးချင်တာဖြစ်ပါတယ်။ရောက်စီတိုင်းပေါ်မှာတိတ္တပံဘုရားရှင်ကောင်းချီးပေးပါစေ။